ကျောင်းသူကျောင်းသားတွေဟာတစ်သားတရားလေးကိုဖြတ်ပြီးကျောင်းသွားကြရတယ်။ဒီနေ့မှာသူငယ်တန်းစာသင်ခန်းကိုကျောင်းသား3ယောက်ရောက်လာတယ်။ကျောင်းသား1ယောက်မှာအခြားသူတွေထက်ပိုကြီးတဲ့နှာခေါင်းကြီးကြီးရှိတဲ့။နောက်ကျောင်းသား1ယောက်မှာတော့အခြားသူတွေထက်ပိုကြီးတဲ့နရွက်အကြီးကြီးရှိပြီးနောက်ဆုံးကျောင်းသားမှာတော့လက်ဝါးအကြီးကြီးရှိတဲ့။နေ့လယ်ကစားချိန်ရောက်တဲ့အခါကစားကွင်းကိုသွားကြတယ်။ကစားကွင်းကိုရောက်တဲ့အခါအတန်းပေါ်တွေကမောင်နှာခေါင်းကြီးကိုမင်းနှာခေါင်းကြီးကအကြီးကြီးပဲငါတို့နဲ့လာမကစားနဲ့လို့ပြောတဲ့။နောက်တစ်ခါမောင်နှရွက်ကြီးကိုလည်းမင်းနှရွက်ကြီးကအကြီးကြီးပဲငါတို့နဲ့လာမကစားနဲ့လို့ပြောတဲ့။အဲ့ဒီလိုပဲမောင်လက်ဝါးကြီးကိုလည်းမင်းလက်ဝါးကအကြီးကြီးပဲငါတို့နဲ့လာမကစားနဲ့လို့ပြောတဲ့ကွယ်။အတန်းပေါ်တွေကအတူတူကစားဖို့လက်မခံတဲ့အတွက်သူတို့3ယောက်ဟာစိတ်ညစ်နေကြတာပေါ့။တနေ့မှာကျောင်းမစင်းခင်လေတွေမိုးတွေကြီးပြီးကျောင်းသူကျောင်းသားတွေဖြတ်သွားနေကြတရားလေးဟာကျိုးပြီးရေထဲကိုမျောပါသွားတဲ့။ကျောင်းသူကျောင်းသားတွေအိမ်ကိုပြန်ဖို့အခက်တွေ့နေတာပေါ့ကွယ်။ချောင်းကိုဖြတ်ဖို့လှေရှိပေမဲ့လှေမှာအပေါက်တွေရှိနေတော့ဘယ်သူမှမသုံးရကြဘူးကွယ်။အဲ့ဒီချိန်မှာမောင်နှာခေါင်းကြီးမောင်နှရွက်ကြီးနဲ့မောင်လက်ဝါးကြီးတို့ကမင်းတို့အားလုံးအိမ်ပြန်နိုင်အောင်ငါတို့ကူညီပေးမယ်လို့ပြောပြီးတငယ်ချင်းတွေကိုလှေပေါ်တက်ခိုင်းလိုက်တယ်ကွ။အားလုံးလှေပေါ်ရောက်တဲ့အခါမောင်လက်ဝါးကြီးကသူ့လက်ဝါးကြီးကိုတုံးပြီးလှေကိုအပြင်းအထန်လှော်ခတ်တယ်။ကျောင်းသူကျောင်းသားလေးတွေကလည်းလှေထဲကိုဝင်လာတဲ့ရေတွေကိုအတူတူခတ်ထုတ်ကြတယ်။မောင်နှာခေါင်းကြီးကသူ့နှက်ချောင်းတွေနဲ့လှေပေါက်တွေကိုလိုက်ပိတ်တယ်တဲ့။မောင်နှရွက်ကြီးကလည်းသူ့နှရွက်ကြီးနဲ့လိုရာရောက်အောင်ရွက်လွှင့်ပေးတယ်ကွ။နောက်ဆုံးတော့အားလုံးအစဉ်ပြေစွာနဲ့တစ်ဖက်ကမ်းကိုရောက်သွားကြတယ်ကွ။ကျောင်းသူကျောင်းသားတွေကမောင်နှာခေါင်းကြီးမောင်နှရွက်ကြီးနဲ့မောင်လက်ဝါးကြီးတို့ကိုကျေးဇူးတင်ကြပြီးညီညွတ်ချင်းရဲ့အကျိုးကျေးဇူးကိုနားလည်သဘောပေါက်သွားကြတယ်